ကျွန်တော် boarding pass ထုတ်တယ်ထုတ်ပြီးတော့ကျွန်တော်ထွက်မဲ့ဒီ boarding gate မှာကျွန်တော်ထိုင်နေရင်းနဲ့ alert ထမိရတယ်ကျွန်တော်တို့ကလုံးထားပြေးခဲ့ရတယ်ပေါ့နော်အောင်လုံးမင်္ဂလာခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဒူဘိုင်းမှာပြဿနာတွေဖြစ်နေတဲ့အချိန်မှာတော့ကျွန်တော် flight တွေအများကြီး cancel လုပ်ခံရတဲ့အတွေ့အကြုံတွေကျွန်တော်ဒီဒူဘိုင်းကနေမလေးရှားကွာလာလမ်ပူကို Emirates flight နဲ့သွားခဲ့တဲ့ experience ကိုကျွန်တော်အားလုံး sharing လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော် match လ2ရက်နေရပါတော့အဲ့ဒီကကျွန်တော် flight ရှိတဲ့နေ့ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ Sharjah airport ကိုကျွန်တော်သွားခဲ့တဲ့အချိန်မှာသူတို့ကပေးမဝင်ပေါ့နော်ဒီ situation တွေဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်အိမ်ပဲပြန်လို့တယ်အဲ့ဒါနဲ့ကျွန်တော် hotel မှာပဲတောင်းတင်ပြီးတော့ကျွန်တော်အကြာကြီး hotel မှာကျွန်တော်9ရက်10ရက်လောက်ကျွန်တော်ထပ်နေလိုက်ရတယ်ပေါ့နော်ဒါတော့ကျွန်တော်10ရက်ကြာပြီးနောက်မှာကျွန်တော်လေယာဉ်တွေပြန်ထွက်လို့ကျွန်တော်ပြန်သွားလို့ရတဲ့နေ့ပေါ့နော်ဒါကျွန်တော်တငယ်ချင်းတွေနှုတ်ဆက်ပြီးတော့ကျွန်တော်လေဆိပ်ကိုသွားနေရဖြစ်ပါတယ်ခင်ဗျာတကယ်တော့ကျွန်တော် Air Arabia ကို booking လုပ်ခဲ့တာဗျာဒါပေမဲ့အဲ့ဒီဖြစ်နေတဲ့အချိန်မှာ Air Arabia လုံးဝမထွက်ဘူး Emirates flight တစ်ခုပဲထွက်တယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဒီမနေ့ပိုင်းလောက်ကိုကျွန်တော် booking လုပ်ပြီးတော့ကျွန်တော်နောက်နေ့မနေ့ကို flight station ရတာနဲ့ကျွန်တော်အထုတ်တွေပြင်ဆင်ပြီးတော့ညမအိပ်ပဲနဲ့ကျွန်တော်ထွက်လာခဲ့တာပေါ့နော်ကဲကျွန်တော်အခုကျွန်တော်ဒူဘိုင်း airport ရောက်ပြီးကျွန်တော် check in ဝင်ပြီးတော့ကျွန်တော်အမြဲကျွန်တော်လေယာဉ်စီးနေကျွန်တော် kg ပိုးတဲ့ပြဿနာဖြစ်တယ်ဗျာအဲ့ဒါနဲ့ကျွန်တော်30 kg ကတော့7 kg မှာပြောင်းထည့်နေကျွန်တော်လုပ်တွေရှုပ်နေတာပေါ့နော်ပြီးတော့ကျွန်တော် boarding pass ထုတ်ပြီးတော့အခုကျွန်တော်စီးရမယ့်ကိတ်ကိုကျွန်တော်သွားနေရပါတော့ကျွန်တော်နောက်တစ်ခုကမန်နေပြောရရင်ကျွန်တော်ဒီချိန်မှာလေရင်စီးရမှာတော့နည်းနည်းတော့လန့်နေဗျာဒါပေမဲ့ကျွန်တော်ရဲ့ match lab plan တွေကကျွန်တော်အရင်တည်းကလုပ်ထားတာဆိုတော့မစီးလို့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော် Emirates ကအရင်စိတ်ချရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့ဒါကြောင့်မလို့လဲကျွန်တော် Emirates ကို330နီးပါးပေးပြီးတော့ကျွန်တော် booking လုပ်လိုက်တာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်စီးရမယ့် boarding gate ကိုကျွန်တော်ဆက်သွားနေရပါတော့ကျွန်တော်မနေ့ကတည်းကဒူဘိုင်းမှာကဒီဖြစ်တဲ့နေရာဖြစ်နေတော့ဝင်ပေါ့နော်ကျွန်တော် Manaf flight ကိုကျွန်တော်ဘာမှမဖြစ်ပါစေနဲ့လို့ကျွန်တော်ဆူတောင်းပြီးတော့ကျွန်တော်သွားနေရပါတော့ဒါပေမဲ့ကျွန်တော်အဲ့ boarding gate မှာကျွန်တော်ထိုင်နေနေပဲဒီကျွန်တော် alert တွေအကုန်လုံးထတပြိုင်တည်းအကုန်ထမြည်တယ်ပေါ့နော်မြည်ရတဲ့ကျွန်တော်တို့ခါတဲ့ဒီ security အကုန်ရောက်လာပြီးတော့ကျွန်တော်ဒီ boarding gate ကနေအမြန်ထွက်ပြေးဖို့ဆိုပြီးကျွန်တော်တို့အကုန်လုံးလာခေါ်ရဲအဲ့ဒါနဲ့ကျွန်တော်အကုန်လုံးအမြန်ထွက်ပြေးရတယ်ပေါ့နော်တခြားဒီ safe ဖြစ်တဲ့နေရာလေးမှာကျွန်တော်တို့အကုန်လုံးစုပြီးနေကြရပေါ့နော်ကျွန်တော်တို့အဲ့လိုကျွန်တော်အမေကိုတော့ကျွန်တော်ဖုန်းခေါ်ရတယ်ပေါ့နော်တခုဖြစ်ခဲ့လို့ရှိရင်အကုန်သိအောင်ဆိုပြီးတော့တကယ်တော့ဘာမှတော့မဖြစ်လိုက်ပါဘူးကျွန်တော်ဒီပြဿနာ10မိနစ်လောက်တင်မှာပဲအကုန်ပြန်အဆင်ပြေသွားတယ်ကျွန်တော်လေယာဉ်ပေါ်ပြန်တက်ခွင့်ရတယ်ပေါ့နော်ကျွန်တော်အခုဆိုရင်တော့ကျွန်တော်တို့ Boeing ကိုပြန်ရောက်ပြီးကျွန်တော်ဒီနေ့စီမဲ့ Airbus က Airbus 318ဖြစ်တဲ့နှစ်ထပ်လေယာဉ်ဖြစ်ပါတယ်ခင်ဗျာAll other passengers, please remain seated for further announcements. Second right, please. ကျွန်တော်လေရင်စီးရင် Windows seat မှာထိုင်ရတာကြိုက်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စာပြီးတော့ booking လုပ်ထည့်ရကျွန်တော် Windows seat ကိုတခါတည်းယူထားတာပေါ့နော်ကျွန်တော်ဒီအတောင်ပန်နားလေးမှာကျွန်တော်ယူထားတယ်ပေါ့နော် view လေးလည်းမိုက်အောင်ဆိုပြီးတော့Make sure you have placed all your bags up here in the overhead locker. ကဲကျွန်တော်အခုဆိုရင်တော့ဒူဘိုင်းကနေအောင်မြင်စွာနဲ့လေရင်ထွက်ခွာနိုင်ခဲ့ပါပြီခင်ဗျာကျွန်တော်လေရင်လည်းအေးအေးဆေးထွက်နိုင်ပါပဲကျွန်တော်လည်းရှင်နေကအလုံးကြီးကြာသွားတယ်ပေါ့နော်ခဏနေတော့ကျွန်တော်တို့ဒီ cabin crew တွေကဒီ menu card တွေလာပေးတယ်ပေါ့နော်ဒါပေမဲ့ဒီလာကကျွန်တော်အိုးလာဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ fasting လုပ်ထားတဲ့အတွက်ကြောင့်ကျွန်တော်စားလို့မရဘူးပေါ့နော်ပြီးတော့ကျွန်တော်ခဏနေတော့ America crew တွေကဒီကျွန်တော်လေးမမတ်တရအနေနဲ့ဒီတပုံလေးလိုက်ရိုက်ပေးတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်လည်းရိုက်ခဲ့ပါတယ်ခင်ဗျာအမှန်တကယ်ဆိုရင်ကျွန်တော်အရန်ပင်ပန်းနေပြီဗျာကျွန်တော်ဒီဒူဘိုင်းရဲ့ပြဿနာတွေနဲ့ဒီကျွန်တော်လုပ်ထားတဲ့ plan တွေပြတ်သွားတာကြောင့်ပြီးတော့ကျွန်ညဘက်တွေမအိပ်ပျော်ရရက်တွေလည်းများတာကြောင့်ကျွန်တော်လေးမခဏလေးအိပ်ပြီးတော့လိုက်သွားပါတယ်ခင်ဗျာနေတော့ကျွန်တော်ထားပြီးတော့ကျွန်တော် toilet တွေပဲသွားတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကဒူဘိုင်းနေဒီကွာလာလမ်ပူ6နာရီလောက် flight ကစီးရတာပေါ့နော်ကျွန်တော်တို့ဒီဒူဘိုင်းမှာကျွန်တော်မနေ့ဆိုပြီးမဲ့ဟိုဘက်မှာကျွန်တော်တို့ရောက်မဲ့ချင်းကမှောင်နေပြီပေါ့နော်အဲ့တော့ဒီ mini TV လေးကနေမြင်ရတဲ့ပုံစံလေးကမိုက်တယ်ဗျာဒီဘက်တစ်ချက်မှာမှောင်နေပြီးတော့ဒီဘက်မှာလင်းနေသေးတယ်ပေါ့နော်ကျွန်တော်ဒူဘိုင်းမှာလင်းနေပြီးတော့မလေးမှာတော့ညဖြစ်နေပြီပေါ့နော်
အဲ့ဒီတော့ကျွန်တော်ဥပုပ်ဖြည့်ခြင်းလေးရောက်ပြီဆိုတော့ကျွန်တော်တို့ဥပုပ်ဖြည့်ဖို့တက်ကိုစားတော့တွေလာပေးရပေါ့နော်ကျွန်တော်လေရင်စင်းမဲ့အချိန်နဲ့ကျွန်တော်ဥပုပ်ဖြည့်တဲ့အချိန်တွေကတိုက်နေရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုဒီ dessert လောက်ပဲပေးတယ်ပေါ့နော် main dish တွေပါကျွန်တော်တို့မပေးဘူးပေါ့နော်အဲ့တခုတော့ကျွန်တော်သဘောမကျဘူးပေါ့နော်ကျွန်တော်တို့ကိုယ့်အကိုလည်း order ထပ်တင်လို့ရတယ်ဗျာဒါပေမဲ့ကျွန်တော်တို့လေရင်စင်းဖို့ကလည်းဘယ်လောက်မှမလိုတော့ဘူးဆိုတာနဲ့ကျွန်တော်လည်းဘာမှထပ်မမှာတော့ဘူးပေါ့နော်ပြီးတော့ဒါကျွန်တော်ငယ်ငယ်ဆော့တဲ့ဒီကေးလေးကိုကျွန်တော်ချိန်ရရနေကျွန်တော်လည်းဆော့လိုက်သေးတယ်ပေါ့နော်အပြင်မှာတော့လုံးဝမှောင်သွားပါပြီခင်ဗျာဟိုဘက်မှာကျွန်တော်နေမြင်ရပါတယ် Today we are currently cruising at 39,000 feet above sea level and expecting to commence our descent is approximately 5 minutes out from Kuala Lumpur. Currently reported to be good weather as well. So this temperature of around 29. Yeah, finally ကျွန်တော်နောက်ဆုံးမလေးရှားကိုကျွန်တော်ရောက်ပြီပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ immigration မပြတ်ခင်မှာလေးစီတင်းမှာရှိရထားလေးတခုကျွန်တော်ထပ်စီရတယ်ဒီပြီးတော့ကျွန်တော် immigration ပြတ်တော့လေး AC ပါပဲခင်ဗျာဘာမှမေးတာမြန်တာတွေအများကြီးမရှိပါဘူးခင်ဗျာအားလုံးပဲကျွန်တော် luggage ထုတ်ပြီးတော့ကျွန်တော်လာချုံမဲ့တင်ငယ်ချင်းကိုစောင့်ပြီးတော့ကျွန်တော်တွားပါတော့မယ်ခင်ဗျာကျွန်တော် vlog ကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်နောက်ထပ် vlog တွေမှာကျွန်တော်ပြန်တွေ့ကြအောင်မယ်ခင်ဗျာ